သားမှာတော့တင်းငယ်ခွန်ငါကြည့်ပါနာဒီနေ့ဒီမှာအတွင်းထဲဝင်လာတယ်အတွင်းထဲမှာဘာလဲဒီမှာလေးရက်ဆောင်နေအတွင်းထဲမှာသူကရက်ဆောင်နေဖေးကိုကြီးကိုထဲပြန်ဝင်ရမှာလားဒီမှာလားဒီမှာဟွာလေးဟုတ်တယ်ဒီမှာခင်းရုံဒီမှာပါဟဲ့မိုင်းလာကြောင်ဝစ်ဆောင်နေဖယ်သွားမှာတော့လာလေးလိုက်ခဲ့ပြေးရမှာတော့ဒီမှာတော့ဖွင့်ရမှာဖယ်ပြုတ်ကြပါဒီငယ်ဓာတ်ပြုတ်ချဘာဖြစ်ပါလဲအစားနေတယ်ဟဲ့မဟုတ်ပါဒီငယ်တနည်းရောက်သွားဒီငယ်ခရမ်းရောက်တော့ရသွားတာဟာလားခရမ်းရောက်ရောက်လေလာရှာလောလောဆယ်တည်သွားပါပြီတတမမအကြီးပဲအကောင်ကြီးအပေါက်တဲ့ကိုသွားထိုးလိုက်တာပဲခရမ်းရောက်တော့မရှာတော့ရတယ်အကောင်ကြီးအကြီးပဲလို့တော့မှာဟုတ်တယ်ငါတို့တုံနေပြီညာပါဒီငယ်သေးသွားပါပြီလို့ဟုတ်တယ်အပေါက်တဲ့သွားထိုးလိုက်တာပဲโอเคအဲ့နိုင်နေပေါ့မဟုတ်ဘူးဟိုင်းနေအဲ့ဒါဒီလိုမျိုးဆော့ရမယ်ခံမယ်တုံနေဟုတ်တုံနေအဲ့ခီလုံးကိုကြီးပြန်လာတယ်ကိုကဟိုနောက်တစ်ခါရောက်သွားရင်အင်နာကျွင်းနဲ့ကြာသွားပြီဒီလိုပဲအင်နာကျွင်းနဲ့ကြာသွားပြီအဘောလေးအေးအင်နာကျွင်းနဲ့ကခွေးရှိတယ်အောက်ကိုကြည့်ကြရင်တေးပါပြန်ပြီကေရဒီမရရောက်တိုင်းအောင်ကဲလို့တော့ကြာမကေချင်တော့ဘူးဘူးပဲလို့ပြီးချင်တိုင်းတုံးနေတာပုံကြရကိုကြီးဒီမှာရောက်တော့ရှာတယ်လားလို့လောက်ကြပြန်ပြီရေဒီအောက်မှာအပေါ်တက်လို့မရဘူးဖြစ်ငါတော့ဒီမှာရေးနေတယ်ဒီတော့ဒီရင်းနဲ့ဘာမှမဖြစ်ဘူးပြီးပြန်လာဘာရောမင်းလောက်နေတယ်ဒါဘာရောနုံးနေလာကိုတင်းငါလာတင်းငါဟုတ်ငင်းလောက်နေဟုတ်တယ်ငလင်လုံးနေပြုတ်ကျသွားပြီခွေးပါမော်ရောက်ကိုကြီးသားပြန်ပြီကိုကဲပုံမပြောနဲ့အင်နာကျွေးထဲမှာတိုင်ပတ်နေတယ်ဒီတောင်းနေတယ်အေးသွားမယ်လေဩဖေးသွားမှာမမတော့ခေးရသွားမယ်အေးသွားမယ်လေလာဒီနေ့လာအမသူများလိုက်နေဟာတရေကောင်နေသေးကောင်နေလိုက်နေဟောကြီးနေကြံငယ်ကြီးရကြီးကူးနေအိမ်နာကျွင်းဟောငါပြောသေးလားငါပြောသေးပါတော့မှာပြောသေးကျိုးရုံးကငါပြောသေးနေမှပြောတယ်ပြန်ထွက်ခေလာခေါ်ပြီးတော့လာမယ်ခဏလေး
ခုနနေအောင်ပြန်လာခဲ့ ကြောင်လေးရပြီကြောင်လေးကဲလိုက်ပြီ ဒီလက်ကရှင် ဟာလေအပြေရောက်သွားတယ် တွေ့သွားပြီမှာဒီနေ့နဲ့တွေ့သွားပြီ ဒီတော့မလားခေသွားမှာတော့စောင်း အစနေရမှာခေရဲ့ အဆန်နေဆိုင်နေဘယ်မှာလဲမတွေ့ဘူး ပြီး ဆိုင် တော့တယောက်တော့လာပြီ ရေ မပွေးလာလာလာကြောင်ကြီးပဲလေ ဟာလားအိမ်နာကျွန်းနဲ့ဝင်အဲကြောင်ရှိရဲ့ ဒါကြောင်လို့တုံးနေကြည့်အဲငါတုံးနေပြန်ထွက်ပြန် အဲ့ဒါကောင်ကိုကြီးကမှတကောင်နေနဲ့တိုင်ပတ်နေမှာတော့မှလိုက်နေပြီ အဲငါတို့ကွဲကုန်ပြီလား ကွဲသွားရင်မရဘူးလေ ဟာကွာ အိမ်နာကျွန်းနဲ့ဝင်ရင်လိုက်ရှာအိမ်နာကျွန်း တော့ယူနေတော့မရှိဘူး အိမ်နာကျွန်းနဲ့ဝင်ရင်တော့ရှိခေတေဝါကြီးခွေးကြိုက်သွား โอเคတော့ယူခဲ့ပြီ ဟဲ့ ဟဲလူကွဲသွားပြီငါလည်း ကွဲသွားကြီးကုန်တယ် ငါပြောသီးနဲ့လားတွေ့နေတော့ ဒီရောတိကြိုက်စားလိုက် ဂိုင်းစား မှာချော်လဲပါဟာငါရင်လောက်ပြန် ငါတယောက်တည်းလား ဟာလို့တေးပြီ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 ဝိုင်းအောင်တော့တွေ့ပြီဝိုင်းအောင်နေရတွေ့ ငါခင်းအောင် ဝိုင်းအောင်နေရပါကြီးရောကြည့်မ အော်အယောင်တူကိုဖွင့်ရမှာလား ဟုတ်တယ်ရောင်းမဖွင့်တော့တရားရောက် ပြေး ပြီ တာပြေးတာပြေးတာပြေးတာ တရားရောက်ခင်းတော့ ပြေးတာပြေးတာဒီငယ်မို့ဒီငယ်ပြေးနေရတော့ ကိုကြီးတော့တရားတော်ကြီးရဲ့ကြီး ဟုတ်တယ်အဲ့ဒါဒီငယ်နောက်ကိုပတ်လိုက်နေတယ်လို့လို့ ကြီးလေ ကြီးနေတယ် မမတော့ကေးပါ လာပြန်ပြီပြန်ပြေးမီးတော့ပါလေကဲပါဒီပေါ်တက်လိုက်ငြိမ်သွားတယ်တော့ဗာလဲတော့ ဝေးကောင်းရောက်သွားတယ် ပြီးတော့ခုနကဝေးရောက်ရ ကောင်းလိုက်တာဟိုအမြင်ရောက်မှာကိုကြီးပြန်ပြုတ်ကြပါရဲ့ခင်ရဲ့ ဟေး နီအောင်တော့ယူမယူကြနဲ့တော့နီအောင်တော့ယူမှာ ဒီငယ်ခရမ်းအောင်တော့ဗာလို့ရမှာ ခဲအောင်တော့ရှင်လာခဲ့တယ်မှာ ဖေဦးလား အဲ့ခဲအောင်တော့ထောင်း ပမာလုံးခရမ်းအောင်တော့ ဒီမှာလေးนี่ရှိမှငါလေး ဘယ်ခန်းတော့ မင်းရဲ့ အဲ့ခန်း လာနေနေ မထားခဲ့နဲ့လေဟာ လာနေ အဲ့နဲ့တော့ ခဲအောင်ကလာခဲ့ကြအဲ့ဆိုအကောင်လုံး ခရအောင်ခရ တော်ပြီကဲပါ ဘယ်မှာမသိ ခဲအမ ခရအောင်ခဘယ်မှာလဲမသိဘူးလို့ခရအောင်ခ ဟိုလာလား တော့ပြန်သွားယူအောင်လား ဒီလိုလေဒီဟိုအမေဟိုချက်ပါမနေခဲ့လား အာမသိဘူး ကျန်ထွက်ခဲ့လားကျန်ထွက်ခဲ့လား ခရအောင်ခမဲ့တွေ့ ကျန်ထွက်ခဲ့လိုက်ဒီအဲ့ခါပြီးတော့ ခရအောင်ခမဲ့တွေ့တယ် ကိုရှင်းအဲ့ခါပြီးပြန်ထွက်ခဲ့လိုက်လေ ဘယ်ခရ အဲ့လူအားကိုဆင်းမရပါရော ဘာမဖြစ်မလားနဲ့ဒီကအေးငါလည်းတိတ်ငါလည်းတိတ်ခွေးကစားကြိုက်တယ်အပြင်ကတကောင်ပဲရင်သွားခဲ့တော့မယ် ဒီငယ်ကိုလည်းကဲပါအောင် လာပြန်ခဲ့ ထွက်ခဲ့ရမှာ ဒီအပြာခမ်းအောင်လာခဲ့ ဒါနင်းလား ဟုတ်တယ် တော်မလား ငါတို့ဟိုဟာလေးကိုလိုက်ရှာမယ်ကြောင်လေးဒီအပြင်မှာကြောင်လေးတစ်ကောင်ရှိတယ် ဝဲဝါကြီးလို့ခင်းလာတာ ဘယ်ကိုထွက်သွားဩ နင်းဆောင်နေ ခင်းလို့ဝဲဝါကြီးလို့ နင်းအရှိရသွားပြန်ငါနောက်ကနေလိုက်ခဲ့ ဒီသားရောက်ပါသား အရင်မသွားနဲ့ဦး ရောက်ပါသား ဟောမှာဆင်းလာမှာ ဒီကဘာလို့ကျိုးနေဆွဲတာလဲဒီဘယ်သူကတော့ကျိုးနေဆွဲတာကျိုးနေဆွဲလဲတင်းလို့ရမယ်
ကျင်းနေစင်မရမလို့ဘူး အောက်မှာရောက်လိုက်ဒီလိုက် ဟုတ်လားပြန်ထွက်ခဲ့မယ် ဒီမှာတော့တရားနဲ့ပတ်ပြီးနေရရဲ့ တော့ဘာတော့ယူမှာတော့စကားပြောတော့ပဲရှိသေးတယ်ကြောင်ခေါ်လာတယ် ဒီအဘောဒီ လာလာတို့ကလား ဒီအဘော အော်ကိုယ်ဝါပြန်ပြီနေရ ခုံလို့ရရဲ့မင်းအဲ့ဒါခဲအောင်ခမ်းမှပြန်ဆောင်နေလားပြန် အမခဲအောင်တော့တွေ့ပြီ အဲ့တော့မမ ဒီမှာတော့ဒီမှာပြေးလာလာလာဒီမှာ မတက်ပြီအေးကြောက်ကြပြီ ဒီမှာသွားလေ ဒီငယ်ပြည့်ရှင်လာဒီမှာ ရှင်းတယ်တော့ရသွားတယ် ဝန်တော့နေထားရရဲ့အဲ့ချက် မှလည်း နေရတဲ့ချက်ကိုကြီးကဒီမှာအစိမ်းအောင်တော့နဲ့ အစင်းရောက်တော့အစင်းရောက်ခံ အဲ့နင်နောက်ပြန်ပြီးမှ အစင်းရောက်ခံ အော် မဟုတ်ဘူးကိုကြီးကဒီဟိုဟာမှာပဲခွေးတွေနေရာမှာပဲတက်ပြီး အတော့ပြန်သွားယူရမှာပေါ့ ကိုကြီးကြောင်လေးတစ်ကောင်တွေ့ ဟာလားဟဲ့တော့ပြန်သွားယူရမှာမသိဘူးလေ အဲဘူးလေဝင်းနေမဝင်းနေ ဒီမှာတော့ ခွေးတွေ အဲ့ဘူးရဲ့မင်္ဂလာပါ ကျွမ်းမတော့ယူခဲ့ဘယ်မှာနေ ဘာတော့တော့ ရအောင်တော့ ခန့်တော့မလို့ ဝင်မလာအဲ့တဲ့ကို မဝင်ဘူး ဖဲလေလေ ဖုန်နေရမုံဒီ ဖဲ ဒီမှာ တော့နေကြတွေ့ဟာကိုကြီးနောက်လိုက်ကြကိုကြီးနောက်ဘဲဝင်နေရလေအဲ့ဒါပြန်ပြီးတော့စပွန်းဟာမြန်မာလိုမပြောနဲ့အင်္ဂလိပ်လိုပြောဟာယူ ကိုကြီးကလိုက်ချနေတယ်ကြောင်လေးတစ်ကောင်မရှိရ လာတော့မယ် အော်ငါဒီမှာရက်နေရက်ဆောင်နေနေလို့ထင်လို့ ဟာအေးဟာခေလို့ပြန်စပွန်းလာပြီဟယ်လိုဒီလာပါမယ် အဲ့ခွေးလို့ ဒီကပါမယ် အပြင်းလား အင်းကကြာမှနီးရနီးနေပြီ အမလား ညောင်းနဲ့ ဒီဘက်ကတော့နေဒီဘက်မှာစီစုံနေတာဒီကနေဒီလား လိမ္မောင်တော့ရှိရဲ့နေရာမှာကိုကြီးက ဟုတ်လားဒီခုနကလေမောင်လာတော့နေဖြစ်နေအကုန်ဖွင့်သွားရမ်းမယ်တော့ အဲ့ချက်ခေါင်းလေဘာလို့ ငဲ့တယ်မှာ တော့ပြန်လိုက်ချာ ငဲ့တယ်မှာငဲ့တယ်မှာလေ ဒီမှာ ဟုတ်တယ် ဒီမှာလာဒီမှာ ညာ တော့ဘာလဲ ဟိုခွေးအကိုက်ခံတော့မသေးဘူးဟိုကိုကနေပြုတ်ပြုတ်ကြပြီဒီအခန်းထဲဝင်ကြမယ်လေအဲ့ပတ်ပြေးရတာမကောင်းခဲအောင်ခံနေတေးသွားပြီခဲအောင်ခံမယ်တေးသွားပြန်ပြီအေး ပြမအနီအောင်အနီအောင် ကဲခဏရက်မယ်စားလုံးမယ်နော်